သူမသည်သူ့ကိုအဓမ္မပြုခြင်းခဲ့သောချမ်းသာသူသားကိုမတော်တဆလက်ပစ်လိုက်သည်သို့သောနောက်ပိုင်းတွင်သူမသည်သူ၏သားနှင့်ကိုဝင်ရသွားသည်ကိုကြောက်ရွံ့စွာတွေ့ရှိလိုက်ရသည်မင်းအရင်သူ့ကိုသွားတွေ့ပြီးမှကိုဝင်ဖြစ်ချလို့ရတယ်မင်းကိုစေးအရင်ညွှန်းပေးမယ်ပထမထက်မှာပေးပြီးမိဘအိမ်ကိုအမြင်ပြန်သွားရှာရှုကမိုးကြတယ်လို့ခံစားရတယ်သူမသည်ရေးစားကိုမပြောဘဲကိုဝင်ဖြစ်ချင်တော်လဲဆရာဝန်ကမိသားစုဝင်တဦး၏လက်မှတ်လိုအပ်သည်ဟုဆိုသည်သူမသည်မိသူကိုမှမပြောဝင်ပေသူမကိုလက်ထက်ရန်ကမ်းလှမ်းခဲ့သောရေးစားလူမင်းကိုပြန်မှတ်ရကရှာရှုသည်စိတ်ကွဲသွားသည်ထိုအချိန်တွင်တရားမဝင်စေကံတစ်ခု၏ကပြားတစ်ရွက်ကသူမ၏အာယုံကိုဖန်ဆားလိုက်သည့်ရင်းတွင်နာကျင်မှုမရှိသောကိုဝင်ဖြစ်ချခြင်းကိုဆောင်ရွက်ပေးပြီးနည်းနည်းလုံးလျင်မွန်းလဲတွင်အလုပ်သွားလုပ်နိုင်သည်ဟုဖော်ပြထားသည်စွန့်စားကြည့်ရန်ရှာရှုသည်တယောက်တည်းလျှို့ဝှက်စွာသွားခဲ့သည်ရင်းသည်အလွန်ဝေးလံသောလမ်းတွေတွင်ရှိပြီးအကုန်လုံးနှီးပါးမှောင်ခိုလုပ်ငန်းများလုပ်နေသည်သူတို့၏အကြည့်များသည်လေးစားရောင်ကြီးများကဲ့သို့ရှာရှုကိုထိုးပေါက်ကြည့်ရှုလိုနေသည်ခန္ဓာကိုယ်မအီမတာဖြစ်မှုကိုတီးခံကရှာရှုသည်နောက်ဆုံးတွင်စေကံကိုရှာတွေ့ခဲ့သည်တိတ်ကြည့်မဆိုင်ဘူးနော်ခွဲစိတ်ပြီးရင်ဘလောက်ကြာပြန်ကောင်းလဲအပေါ်မှာရေးထားတယ်နည်းနည်းလုပ်ရင်မွန်းလွဲအလုပ်သွားလုပ်လို့ရတယ်ကိုဝင်ဖြစ်ချတာကခြေထောက်ပြတ်သွားတာမဟုတ်ဘူးရှာရှုသည်ချီတုံချတုံဖြင့်ခွဲစိတ်ခန်းထဲသို့ဝင်သွားသည်မထင်မှတ်ပဲကလားကတော့မရှိအောင်အလွန်ဆုံးပြတ်တတ်မှုနေသည်အမျိုးသားဆရာဝန်ကကြောကိုလှည့်ပြီးသူမရှိတွင်ခွဲစိတ်သားကိုပိုးတက်နေသည်ရှေ့လူသုံးပြီးမှမတန်ရှင်းထားသည်မှထင်ရှားသည်ထိုကဲ့သို့သောဆိုးရွားသောပတ်ဝန်းကျင်ကရှာရှုအားထိုမခံမရနိုင်သောအမှတ်တရကိုချက်ချင်းသတိရစေသည်သူမသည်အမြန်ထွက်ပြေးသွားသည်သို့သောသူမလှည့်ကြည့်လိုက်သောအခါနောက်တွင်သူမကိုလိုက်နေသည်မှထင်ရှားသောလူတန်တရားရှိသူနှစ်ယောက်ရှိနေသည်အရေးပေါ်အခြေအနေတွင်ရှာရှုသည်လျင်မြန်စွာစဉ်းစားမိကတက်စီစီးလိုက်သဖြင့်သူတို့ကိုအောင်မြင်စွာလွတ်မြောက်သွားသည်လူမင်း၏ဗီဇာကသူ့ကိုပြောသည်မှာထိုလူနှစ်ယောက်သည်ချမ်းသာသူသား၏ဖခင်စေလွတ်လိုက်သည်ဟုထင်ရသည်သူတို့သည်နံပေးမှအမြန်ထွက်ခွာရမည်သို့မဟုတ်ပါကအခြားဘက်လက်ထဲကြလျင်တေမန်းတေရမည်သို့သောမိရထားဘူရာတို့ရောက်သည်နှင့်တစုံတစ်ယောက်ကချက်ချင်းသူတို့ကိုစောင့်ကြည့်နေသည်အလင်းအမြန်တွင်လင်းဝါသည်ထွက်ပြေးရန်ခွင့်ရေးကိုစွန့်လွတ်ကတမင်တကာရှိတိုးကသူတို့ကိုတားဆီးလိုက်သည်သို့သောမိရထားဘူရာတစ်ခုလုံးတွင်မာဒရွန်၏လူများပြည့်နေသည်သူတို့နှစ်ယောက်သည်ထွက်ပြေးရန်နီးလန်းမရှိပေမာမစ္စတာကမင်းတို့နှစ်ယောက်ကိုတွေ့ချင်တယ်ငါနောက်လိုက်ခဲ့မင်းတို့နှစ်ယောက်ဘာညဉ့်ညမ်းတာတွေလုပ်ခဲ့တာလဲသိတယ်ရဲကိုဒုက္ခမပေးနဲ့တော့မာဒွန်ကသူတို့သည်လူသက်သမားများဖြစ်ကြောင်းသိရသည့်အကြောင်းရင်းမှာအမှန်တရားကိုသိတော်လီတောင်းကလူမင်းထံမှယွန်းသိမ်းပေါင်းများစွာနှိပ်စက်ခံယူပြီးနောက်ပတ်စံအလွန်ကြုံသုံးဆွဲကတိတ်ပေါ်တွင်နေသောကြောင့်ဖြစ်သည်နောက်ဆုံးတွင်ညှဉ်းပန်းခံရသည်ကိုမခံနိုင်တော့ဘဲသူတို့သုံးယောက်အကြောင်းကိုအမှန်တိုင်းဝန်ခံလိုက်သည်အစာပိုင်းတွင်လင်းဝါသည်ညှင်းဆန်သေးတော်လဲရိုက်နှက်ခံခဲ့ရသည့်အကြောင်းမှာမာဒွန်တွင်သူတို့၏လူသက်မှုအထောက်ထားရှိနေပြီးဖြစ်သောကြောင့်ဖြစ်သည်မထင်မှတ်ပဲလီတောင်းကလျှို့ဝှက်မိတ္တူတစ်စောင်ပြုလုပ်ထားခဲ့သည်မင်းကကိုပြောခဲ့တာကိုကြဲကြဲပြန်ပြောသူတို့ကကိုကေကိုတက်တယ်ငါမှဗီဒီယိုတိတ်ရှိတယ်လူမင်းကဗီဒီယိုတိတ်ဝယ်ဖို့ငါကိုရွမ်း200ထောင်ပေးတယ်လူမင်းသည်မလွတ်မြောက်နိုင်တော့မှန်းသိသောကြောင့်မာဒွန်ကိုရှာရှုနှင့်လင်းဟွာကိုလှုပ်ပေးရန်တောင်းပန်ပြီးသူ့သား၏အသက်အတွက်ပေးဆက်မိဟုဆိုသည်သို့တော်လူမင်းသည်မိမိအသက်၏တန်ဖိုးကိုတိတိတသားလွန်ကဲစွာခံမှန်းမိသည်မာဒွန်ကသူတို့၃ယောက်လုံးကိုအလိုရှိသည်သို့တော်သူတို့ကိုမတက်မီတွင်မားကိုင်၏အလောင်းပယ်မှရှိသည်ကိုလည်းသိကျင်နေသေးသည်လူမင်းနှင့်ရှာရှုတို့သည်အမှန်တကယ်မသိပေအကြောင်းမှာအလောင်းကိုလင်းဟွာကတွဲဝက်စွာရွှေ့ထားသောကြောင့်ဖြစ်သည်သို့တော်သူသည်ရှာရှုကိုတိုက်ခိုက်တော်မူအချိန်တွင်လူမင်းကထပ်မံရက်တီလာသည်ထပ်ပြောစမ်းပင်လေထဲပစ်ချလိုက်တယ်လူမင်းတေပြောက်ရိုက်နှက်ခံရတော့မီကိုတွေ့တော့အလင်းအမြန်တွင်ရှာရှုသည်မပြောသင့်သောလျှို့ဝှက်ချက်ကိုဖွင့်ပြောရတော့သည်ရက်လိုက်တော့ကျမကိုဝင်ရှိတယ်မားကင်ဤသားနှင့်ကိုဝင်ရှိတယ်ကိုဝင်စစ်ဆေးမှုအစီရင်ခံစာကိုမြင်သည့်အခိုက်တွင်မားထွန်သည်နောက်ဆုံးတွင်ငြိမ်သက်သွားသည်တင်တိပါဒလားမားကင်သည်သူ၏တဦးလေးသောသားဖြစ်သည်သူ၏တေဆုံးမှုသည်မိသားစုမျိုးဆက်ကုံဆုံးခြင်းကိုဆိုလိုသည်ယခုတွင်ရှာရှုသည်မားမိသားစု၏သားနှင့်ကိုဝင်ရှိနေခြင်းသည်မျိုးဆက်ဆက်လက်တည်ရှိခြင်းကိုဆိုလိုသည်နောက်ဆုံးတွင်မာဒရွန်သည်ရှာရှု၏အချက်ကိုသဘောတူသည်သူမသည်ဤကလေးကိုမွေးဖွားရန်ဆန္ဒရှိသည်သူသည်လူမင်းနှင့်လင်းဟွာကိုလွှတ်ပေးမိဟုဆိုသည်ရှာရှုကိုအကူမရှိဘဲခေါ်ဆောင်သွားသည်ကိုကြည့်ပြီးနောက်စိတ်မနာလိုသောလူမင်းကသူမအားနံပိတ်၏အကောင်းဆုံးဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟုထင်ကချက်ချင်းထိုနေရာသို့ပြေးသွားခဲ့သည်အတွင်းရေးမှုဆေးသွားယူရန်မရှိသည့်အခွင့်အရေးကိုယူကာလူမင်းသည်ရှာရှုကိုလျှို့ဝှက်စွာခေါ်ဆောင်သွားသည်သူတို့သည်ထွက်ခွာသွားပြီးဘယ်တော့မှပြန်မလာရန်စီစဉ်တော်လဲလမ်းတစ်ဝက်တွင်ရှာရှုသည်တယောက်တည်းရထားပေါ်မှဆင်းသွားသည့်အကြောင်းမှာသူမထွက်ပြေးသွားလျင်လူမင်းနှင့်လင်းဟွာတို့သည်လက်စားချေခံရမည်ကိုသိသောကြောင့်ဖြစ်သည်ယထာပေါ်မှဆင်းပြီးနောက်သူမသည်မာဒွန်ကိုတက်ကြွစွာဖုံးဆက်ကကလေးကိုမွေးဖွားပေးမည်ဟုကတိပြုသည်ဒါပေမဲ့မင်းကလေးကိုစောင့်ရမယ်မင်းကလူမင်းနဲ့လင်းဟွာကိုလွှတ်ပေးသည်၍ကလေးမွေးပြီးရင်မင်းကိုပေးမယ်ငါမင်းကိုကတိပေးတယ်